ရုရှားမောင်နှမ2ဦးရဲ့အသက်ခံရမှုကိုစုံစမ်းစစ်ဆေးရကနေပြီးတော့ဒီတရားခံတွေကပဲနောက်ထပ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုကြီးတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။ဇူလိုင်လ31ရက်နေ့ကဖမ်းဆီးခံထားရတဲ့ပုံနဲ့တုံနဲ့ဟာရုရှားမောင်နှမ2ဦးကိုတပ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့သလို2026ခုနှစ်ဇွန်လ29ရက်နေ့ကလေးကပျောက်ဆုံးနေတဲ့ထိုင်းမိသားစုဝင်3ဦးဖခင်မိခင်သမီးသူတို့3ဦးကိုလည်းတပ်ဖြတ်ခဲ့တယ်လို့ထွက်ဆိုထားပါတယ်။ဒီမိသားစုဝင်ပျောက်ဆုံးသွားတဲ့အချိန်မှာဆွေမျိုးဖြစ်တဲ့သူတွေကသူတို့တွေခီးထွက်သွားတယ်လို့ပဲထင်ခဲ့ကြတာပါ။ဒါပေမဲ့ရက်တော်ကြာတဲ့အဆက်အသွယ်များတော့တဲ့အတွက်ဇူလိုင်လ9ရက်နေ့မှာဝှေ့ရန်ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။မိသားစုဝင်ဖြစ်တဲ့သူ့ရဲ့ညီမဖြစ်သူကအိမ်ကိုပြန်လည်စစ်ဆေးရမှာတော့ကားဆိုင်ကယ်ကိုပိုင်သုံးဆောင်ပစ္စည်းတွေကနေရာတရရှိနေပြီးတော့ရန်ဖြစ်ထားတဲ့တဲလွန်စာလူရက်ထားတဲ့အထောက်အထားတစ်ခုမှမတွေ့ခဲ့ရပါဘူး။အိမ်နောက်ဘက်မှာရှိတဲ့တောအုပ်ထိလိုက်လံရှာဖွေကြည့်ရှုခဲ့ပေမဲ့ဘာတဲလွန်စာမှမရခဲ့ပါဘူး။ရက်တော်ကြာတဲ့အထိညီမဖြစ်သူကအိမ်မှာကျန်းနေတဲ့ခွေးတွေကိုအစာကျွေးနေခဲ့ပြီးပျောက်ဆုံးနေတဲ့သူအမဖြစ်သူမိသားစုဝင်တွေကိုသူကအမြဲတမ်းဆက်သွယ်နေခဲ့ပါတယ်။သူဆက်သွယ်တဲ့အချိန်မှာဖုန်းတွေကခေါ်ဆိုလို့ရနေသေးရကြောင်းမလို့ဖုန်းချက်ပြတီနေရကိုစုံစမ်းပေးဖို့အတွက်ရက်တပ်ဖွဲ့ကိုပြောဆိုရမှာတော့ရက်တပ်ဖွဲ့တွေကဥပဒေရလုံထုံးလုံနည်းရရှိနေတဲ့အတွက်ချက်ချင်းဆောင်ရွက်မပေးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ရက်တပ်ဖွဲ့တွေကရုရှားမောင်နှမ2ယောက်ရဲ့အမှုကိုစစ်ဆေးနေစဉ်ပုံနဲ့တုံရဲ့ပြောဆိုချက်အရဝှေ့ရိုင်ဒေသမှာရှိတဲ့အုံးချက်တစ်ခုကိုတွားရောက်ခဲ့ရာရုရှားမောင်နှမ2ယောက်ကိုမြုပ်နှံထားတဲ့နေရာနဲ့2ကီလိုမီတာသာဝေးတဲ့အကွာအဝေးတစ်ခုမှာကျူးလွန်ခံထားရသူမိသားစု3ဦးရဲ့အလောင်းကိုတွင်းတစ်ခုထဲမှာမြုပ်နှံထားတာကိုတွေ့ရှိခဲ့ကြရပါတယ်။ကျူးလွန်သူတွေထွက်ဆိုချက်အရသူတို့တွေကရဲရရှိဟန်ဆောင်ပြီးတော့အိမ်ကိုဝင်ရောက်ရှာဖွေမယ်လို့ပြောဆိုပြီးတဲ့နောက်မိသားစု3ဦးကိုလက်ထိတ်ခတ်ပြီးတော့ခေါ်ဆောင်သွားကအုံးကြံအတွင်းမှာပြစ်တက်ပြီးတော့မြေမြုပ်နှံခဲ့ပါတယ်။လက်ရှိချိန်မှာရုရှားမောင်နှမကိုကျူးလွန်ခဲ့တဲ့ကြေကန်ဖြစ်သူပုံနဲ့တုံကိုဖမ်းဆီးရမိထားပြီဖြစ်တော့လေပါဝင်ပတ်သက်ကျူးလွန်သူလို့ယူဆရတဲ့တေကန်2ဦးတို့တော့ရဲတပ်ဖွဲ့ကယခုချိန်ဒီကိုဖမ်းဆီးဖို့အတွက်လိုက်လံစုံစမ်းစစ်ဆေးနေသေးဖြစ်ပါတယ်။ကျူးလွန်ခံရသူမိသားစုရဲ့ညီမဖြစ်တဲ့သူရဲ့မျက်ရည်နဲ့ပြောကြားခဲ့တဲ့နေရာမှာတော့ရုရှားမောင်နှမ2ဦးရဲ့အမှုသာမပေါ်ခဲ့လို့ရှိရင်သူ့အမဖြစ်သူရဲ့ကံကြမ္မာကယနေ့ချိန်ဒီကိုသိရှိရမှာမဟုတ်ဘူးလို့ဝမ်းနဲ့စွာပြောဆိုလာခဲ့ပါတယ်။ကျူးလွန်ခံရသူမိသားစုဝင်3ဦးရဲ့ညီမဖြစ်တဲ့သူကသူ့ရဲ့အမပျောက်ဆုံးမှုအတွက်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းကလိုက်လံရှာဖွေခဲ့ပေမဲ့အချိန်အတော်ကြာမြင့်တဲ့အထိဘာတဲလွန်သားတစ်ခုတလေမှမရရှိခဲ့ဘူးလို့လည်းပြောထားပါသေးတယ်။လက်ရှိချိန်မှာတော့သူတို့ရဲ့ရုပ်လောင်းတွေကိုမှုခင်းဆေးပညာစစ်ဆေးနေတဲ့ဖြစ်ပြီးတော့ကြန့်ရှိနေတဲ့ပါဝင်ပတ်သက်လူလို့ယူဆရတဲ့တရားခံ2ဦးတော့ဖမ်းဆီးဖို့အတွက်လိုက်လံစုံစမ်းနေစေဖြစ်ပါတယ်။ဒီကြောင့်လေအသေးသေးကတော့ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုအသေးစိတ်ပြီးမှသာထပ်မံသိရှိရမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကိုစောင့်ကြည့်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရဲ့ထင်မြင်ချက်လေးကိုလည်းကျွန်တော်ကွန်မန့်ဘောက်ထဲရေးသွားပေးခဲ့ကြပါအောင်။ရုရှားမောင်နှမ2ယောက်ရဲ့နောက်ဆက်တဲ့သတင်းတွေကိုမျှော်နေတဲ့သူတွေလည်းသိရှိအောင်လို့ကျွန်တော်ဗီဒီယိုဖိုင်လေးကို share လုပ်တော့ပေးခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။